ဂျပန်နိုင်ငံကအခုပဲတကယ့်ကိုစိုးရင်စရာကောင်းတဲ့မြင်းအနီကိုဖျက်ကျော်လိုက်ပါပြီ။တမိုင်းဝင်အကြက်အတဲတစ်ခုစီကိုဥတီနေတဲ့ခေါန့်တောင်းကတကယ့်ကိုစတင်နေပြီလို့ပြောလို့ရပါတယ်။လွန်ခဲ့တဲ့အနှစ်80လုံးဂျပန်ဟာငိမ်းချမ်းစွာပဲနေထိုင်ခဲ့တာပါ။ကျူးကျော်မှုကင်းပြီးစစ်အင်အားကိုလည်းအ ਨੇ ဆုံးပဲထားခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီအရာတွေအားလုံးကအခုအချိန်မှာတော့ပြီးဆုံးသွားခဲ့ပါပြီ။တကယ်ကိုထိတ်လန့်စရာကောင်းတဲ့အပြောင်းလဲတစ်ခုမှာဂျပန်ဟာသူတို့ရဲ့စစ်အင်အားကိုအကြီးအကျယ်မြင့်တင်နေပါတယ်။ကာကွယ်ရေးအစုံစရိတ်ကိုနှစ်ဆတိုးလိုက်ပြီးတော့ထိုင်ဝမ်အစွန်းနာအထိရောက်နိုင်တဲ့တာဝေးပစ်ဒုံးကျည်တွေကိုပါတက်ဆင်လာပါတယ်။တိုဂျိုဟာပေကျင်းကိုစိုက်ကြည့်နေပြီးတော့နောက်ဆုံးတတိပေးချက်ကိုပေးလိုက်တာပါ။မင်းတို့ထိုင်ဝမ်ကိုတခုခုလုပ်မယ်ဆိုရင်ငါတို့ငြင်ခံနေမှာမဟုတ်ဘူးဆိုတဲ့သဘောပါပဲ။ ဒါကဘာကြောင့်အရေးကြီးတာလဲဆိုရင်ထိုင်ဝမ်ဟာကမ္ဘာ့နည်းပညာလောကအတွက်အဆင့်မြင့် microchips တွေကိုအဓိကထုတ်လုပ်နေတဲ့နေရာဖြစ်နေလို့ပါပဲ။ခင်ဗျားတို့ရဲ့ smartphone တွေကနေစလို့အကြီးအမားဆုံး AI community တွေအထိဒါကိုမိခိုနေရတာပါ။အခုဆိုရင်ထိုင်ဝမ်ပတ်ဝန်းကျင်ကရေးပြင်းတွေဟာကမ္ဘာပေါ်မှာစစ်အင်အားအထူးထက်ဆုံးစစ်စုံတစ်ခုဖြစ်လာခဲ့ပါပြီ။အာရှတိုက်ရဲ့အေးဆက်နေတဲ့ငင်းချမ်းရေးဟာအဆုံးသတ်သွားပါပြီ။ဒါဟာပောက်ကွဲဘူးအသင့်ဖြစ်နေတဲ့ pressure cooker ပေါင်းအိုးကြီးတစ်ခုလိုပါပဲ။ဂျပန်ဟာဘေးကနေကြည့်နေသူမဟုတ်တော့ပါဘူး။ဒါပေမဲ့သူတို့ဟာကမ္ဘာစစ်ကြီးကိုတားဆီးဖို့ကြိုးစားနေတာလား။ဒါမှမဟုတ်တကယ်ပဲတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ဗျာ။